20နှစ်ပေါ့နော်2020နှစ်ပါကျွန်တော်ဒီဒီအဝင်နဲ့ဒီနေ့ဒီပူပေါင်းပြီးတော့မှနိုင်လို့တွေကိုလိုက်ပြီးတော့မှကျွန်တော်တက်နိုင်ရင်တော့လိုက်ပြီးတော့မှဝိုင်းပြီးတော့မှလုပ်ပေးနေပေါ့နော်လုပ်ပေးနေတယ်အဲ့တော့ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရည်ရွယ်ချက်ရှိရမယ်ဗျာဒီတော်လိုင်းတပ်ဖွဲ့တွေကစစ်တိုက်တဲ့အခါမှာသူတို့မှရည်ရွယ်ချက်ရှိတယ်ဒါလေသူတို့လူလူတွမြောက်ဖို့နော်တိုင်းသားတွေနဲ့ပတ်သက်တဲ့ခွင့်ရရရှိဖို့ပြီးလို့ရှိရင်စစ်မှန်သောဒီမိုကရေစီကိုရရှိဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေရည်ရွယ်ချက်နဲ့တိုင်ပွဲဝင်အခုခင်ဗျားတို့တိုင်ပွဲဝင်ရတာရည်ရွယ်ချက်ရှိသိလားရည်ရွယ်ချက်ရှိသိရကျွန်တော်တို့ဘာစစ်တပ်မှနေပြီးတော့စစ်တိုက်နေတာကရည်ရွယ်ချက်ကြောင့်မှလို့သိတဲ့လူရှိကျွန်တော်ပြောပြသိလားသိပါဘူးဒီနိုင်လာထုတ်ပေးမယ်ဒီသွားဆိုရင်သွားရမယ်ဟုတ်လားရေးကပြန်ဆန်တည်း26အောင်သာလေးပေးပြီးတော့မှဟုတ်လားတကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာခုနကကျွန်တော်ပြောတယ်နော်တန်းစီခွင်းနေကျွန်တော်တို့တက်ပတ်လန်းနေမှာခင်ဗျားတို့ဆိုင်းမုတ်တွေပြီးလို့ရှိရင်ချင်းဝ60ဖြေလို့ရှိရင်လည်းခင်ဗျားတို့ဒီဟာလေးပဲကြက်ခိုင်းနေတာဟုတ်တယ်မလားနော်ရဲဘော်စိတ်ဆိုပါလေဆိုတော့ကျွန်တော်ပြောသလိုရဲဘော်ရှင်ချင်းပေါ့အရှိတော့ဒါတရားအယောတွေတရားသစ္စာဆောင်ပြီးဘူးရရပဲသိတယ်နော်ခင်ဗျားတို့ကမှမင်းလည်းခင်ဗျားတို့ကမိတာတရားရှိတာအခုဒီမှာခင်ဗျားတို့တိုက်ခံရတော့မယ်ဆိုတဲ့ဟာဟိုမှာဟိုဒီလေးကိုမေးကြည့်တယ်စစ်ကြောင်းနှိမ့်မှုမေးကြည့်တိုက်ခံရတော့မှဘလောက်ကြာကြိုသိတယ်တော့9ရက်လောက်ကြာတဲ့ကျွန်တော်ကြိုသိနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ဆောင်းရှောက်ဖို့ခင်ဗျားတို့အသက်အိုးအိမ်စီးတွေကာကွယ်ဆောင်းရှောက်ဖို့အတွက်ခင်ဗျားတို့မင်းအောင်လည်းမလုပ်ဘူးအားမလုပ်ဘူးဒီတိုင်းပဲလွတ်ပေးထားလိုက်တယ်ဟုတ်တယ်မလားဒီခင်ဗျားတို့ဒုတိယတရင်မူကလည်းဒီတိုင်းပဲနီးပြားကုန်းကြားမကြောက်စောင့်နေတာဒီကောင်ကလည်းနီးပြားကုန်းရှိလို့ရှိရင်ခင်ဗျားတို့နီးပြားကုန်းရဲ့ဒီပေမကုန်းရဲ့နှကုန်းရှိလို့ရှိရင်နီးပြားကုန်းနဲ့ဆိုရင်နည်းနည်းခံတာတော့နှစ်ခုခံရင်တော့ခံတာပေါ့နီးပြားကုန်းလည်းကြားပြီလဲဆိုလဲဆိုတော့မလုပ်လဲခင်ဗျားတို့နီးပြားကုန်းကောင်နေဖြစ်ချင်ရပြီငါတော့ပြေးမယ်ဆိုပြီးတော့ဒီဂိတ်ပေါက်ကနေမိတန်းအောင်ပြေးသွားတယ်ပြီးတော့နောက်ဘက်ကနေပြီးတော့တက်ကိုပြန်မဲ့အနေထားမျိုးလေးရှိတာပေါ့နော်ဒါကတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့ तू ကခင်ဗျားတို့ရဲ့တိုင်းရင်မှုကလက်ရှိတော့ဆိုလို့ရှိရင်နာမည်စင်းပဲရောက်တယ်ပေါ့နော်တိုင်းမှုကဆေးရုံတက်နေတယ်လို့သိရတယ်တိုင်းရင်မှုမရှိပဲလေ तू ကခိတာတိုင်းရင်မှုလုံးနေတဲ့လူကသူ့အောက်ချိန်ရဲဘော်တွေရဲ့အသက်အိုးကြီးတွေကိုငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးနော်သူတော်မှကိုလိုယုံပြီးတော့ပြေးတယ်နော်ဒါနဲ့ရေလေးတစ်လက်ပါဝိုင်းနော်စစ်တက်မှာဘာဖြစ်မှာဒီနာမည်မှာဟုတ်တယ်မလားအားရထားခဲ့နော်ဒီရောအားရှိမှာပုံထားတဲ့ဟာတွေသူထားခဲ့တဲ့ဟာတွေထားခဲ့ပြီးတော့မှကိုလိုယုံပြီးတော့မှဖြစ်ပြေးသွားတယ်နော်အဲ့တော့သူတို့မရောက်နိုင်တဲ့ဒီတိုင်းပဲခင်ဗျာသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာရုသူ့ရဲ့စီးစိမ်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကဟိုအရင်ကလေးကတီးလို့အေးစစ်စစ်ဟိုတိုင်းဘက်ကိုပြောင်းပြီးတော့မှဟိုတိုင်းဘက်တော်သားတွေနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရွေချက်ရှိတယ်ရှိတယ်နော်မောတောင်တိုက်တယ်ဘာကြောင့်တိုက်လဲမောတောင်ပြည်လူလူလွန်မြောက်ဖို့အတွက်နော်ပြီးလို့ရှိရင်ဒီနေမြေမှာဘာလို့လဲစစ်မှန်တဲ့တိုင်းသားကိုရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့အတွက်ဆိုတော့ဒီထဲမှာရဲရင်းနေပါတယ်ဟုတ်တယ်နော်ရဲရင်းများလို့ပို့ပြီးတော့မှဘောပေါက်မှာပါနော်အဲတို့ရဲနဲ့ပတ်သက်ပြီးတော့မှလည်းမင်းအောင်လိုက်ဘာလုပ်ပြီတကယ်ဖြစ်လာရင်ဘာမှတော့မပေးဘူးဒါပေမဲ့ခင်ဗျားဒီဂိတ်ကနေပြီးတော့ဒီရက်ကိုခင်ဗျားပတ်စံ3000လောက်ရှာပေးနေနိုင်တော့ခင်ဗျာကာယကတိုင်းမှုကအားတို့က2နှစ်4မှာ2နှစ်4ဒီမှာတောင်းကြတဲ့ဒူရဲဥမှာဒူရဲဥပြီးတော့မှထားမှာနော်နိုင်ငံတကာစစ်ပွဲတွေမှာကြည့်ပုံမှန်မိသွားလို့ရှိရင်ဘာလို့လဲကိုဘက်ကနေပြီးတော့မှအဲ့3ဘက်တွေမှာထားတယ်လို့တော့ရတယ်ကိုလူတွေကိုဘယ်လိုပြရမလဲဆိုတဲ့ဟာတွေအများကြီးစီစဉ်ပြီးတော့မှလုပ်တယ်ကျွန်တော်ကားရေးမှာလည်းဟုတ်တယ်မလားကျွန်တော်စီမှာပုံမှန်ဘာဖြစ်ကြလဲမရောက်လိုက်နေနေအေးစီနော်ဘောလုံးပွဲမှာသွားပြီးတော့လက်ခုပ်တီးပြီးအားပေးလိုက်ဒီကျေးမှုကလည်းကိုကားရေးတီးပြိုင်ပွဲတွေမှာဟိုကလှုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ကျွန်တော်တို့ပေါ်မှာဘာတန်ရောစိမှမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပေါ်မှာတန်ရောစိမရှိလို့ရှိရင်ကိုကအဲ့ဒီလူတွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ဒီရွယ်ချက်ညီမန်းချက်ရှိတဲ့လူတွေနဲ့ပဲအတူတူကျွန်တော်တို့ကတော့စစ်တိုက်တာပို့ပြီးတော့မှအဓိပ္ပာယ်ရှိရဲဆိုတော့ကျွန်တော်ပြောချင်တာပါနော်အများကြီးတော့ပြောစရာရှိရဲနော်ဒါပေမဲ့ကျွန်တော်တို့လည်းနားထောင်ရမှာနည်းနည်းလောလောဆယ်စစ်သားဘဝကနေချက်ချင်း3ပိုင်းဖြစ်လာတဲ့ခါကျတော့ခင်ဗျားတို့လည်းကျွန်တော်ပြောတဲ့တခါကြီးနားထဲမှာကန့်လက်ဖြစ်နေလိမ့်မယ်။ဒါပဲလေဆိုခင်ဗျားတို့ကတကယ်စစ်တပ်မှာတကယ်တစ္ဆာခံခဲ့တဲ့လူတွေဖြစ်တယ်။
တော်တို့ကတစ္ဆာဖောက်ခဲ့တဲ့လူတွေဒါပေမဲ့ဟိုမှာတိထဆရာကြီးတယောက်ပြောတဲ့စကားလေးကျွန်တော်ဒါသဘောကျတယ်နော်။ဘာပြောလဲဆိုတော့မင်းတို့စစ်တပ်ကိုတစ္ဆာဖောက်သွားရင်တစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးအောင်တစ္ဆာကျန်းကျင်ခိုင်းတဲ့ကောင်းအောင်ဘယ်လောက်ထိတစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျန်းကျင်တဲ့နိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့တသားသေးဘုရားမှာဟုတ်တယ်မလားနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တစ္ဆာကအဲ့ဒီနိုင်ငံတော်လမ်းကိုင်းပါလေဆိုတဲ့ကောင်တွေကတစ္ဆာမရှိရတယ်ကျွန်တော်တို့အဲ့ဒီတစ္ဆာစူးစရာအကြောင်းကိုမရှိဘူးနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီမှာခင်ဗျားတို့အေးအေးဆေးဆေးနေမယ်ဆိုရင်ဒီရက်ဖွဲ့တွေအကုန်လုံးအေးအေးဆေးဆေးပဲအားပါပဲဘာမှခင်ဗျားတို့လက်ပြားနဲ့လည်းမသိဘူး